Star Channel ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်အခုတစ်ခေါက်တင်ဆက်ပေးမှာကတော့ Tesla ကိုကြော်ပြီးကမ္ဘာလျှက်စစ်ကားလောကရဲ့ဘရင်အသစ်ဖြစ်လာတဲ့ BYD အကြောင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်Elon Musk ရဲ့ Tesla ခေတ်ကုံဆုံးသွားပြီလားလို့မေးခွန်းထုတ်เสียအခြေအနေတွေဖြစ်လာပါတယ်တရုတ်လျှက်စစ်ကား EV ကုမ္ပဏီဖြစ်တဲ့ BYD ဟာ Tesla ကိုကြော်တက်ပြီးကမ္ဘာအရောင်းရဆုံးလျှက်စစ်ကားကုမ္ပဏီအဖြစ်နေရာယူလိုက်ပြီဖြစ်ပါတယ်2025ခုနှစ်အတွင်း Tesla ရဲ့ရောင်းအားဟာ9%လောက်ကျဆင်းသွားပြီးကားအစီးရေ1.64တန်းရောင်းချခဲ့ရပါတယ်။တစ်ဖက်မှာတော့ BYD ဟာ28%အထိတိတိတတ်တာတိုးတက်လာခဲ့ပြီးကားအစီးရေ1.25တန်းကျော်အထိရောင်းချနိုင်ခဲ့တာပါ။ Tesla ရဲ့ရောင်းအားတွေဘာကြောင့်ကျဆင်းသွားလဲဆိုရင် model အသစ်ကားတွေဟာထင်သလောက်ခရီးမရောက်တာနဲ့ Elon Musk ရဲ့နိုင်ငံရေးလှုပ်ရှားမှုတွေအပေါ်လူတွေကစိုးရိမ်လာကြတာတွေကအဓိကအကြောင်းရင်းတွေပဲဖြစ်ပါတယ်။ဒါပေမဲ့အစိုးရရဲ့ထောက်ပံ့ကြေးတွေရပ်ဆိုင်းသွားတာနဲ့ GMG BYD လို့တရုတ်ပြိုင်ဘက်ကုမ္ပဏီတွေကဈေးနှုန်းတနဲ့ဈေးကွက်ထဲဝင်ရောက်လာတဲ့ကြောင့် Tesla ဟာအတော်လေးအကျက်ရိုက်သွားခဲ့ရပါတယ်။ Elon Musk အတွက်တော့စိန်ခေါ်မှုတွေကအကြီးအကျယ်ကျန်ရှိနေပါသေးတယ်။သူဟာစံချိန်တင်လစာခန်းစားခွင့်တွေရရှိဖို့အတွက်နောက်ထပ်10နှစ်အတွင်း Tesla ရဲ့ share တွေနဲ့ရောင်းအားတွေကိုအကြီးအကျယ်မြင့်တင်ရမှာဖြစ်ပါတယ်။ Robot Tax လုပ်ငန်းတွေအပေါ်အားကိုးနေရပါတယ်။ဒါပေမဲ့ယင်းနှိမ့်မြုပ်နှံသူတွေကတော့ Elon Musk ဟာ SpaceX နဲ့အခြားအစိုးရအလုပ်တွေကြားမှာပြားများနေပြီး Tesla ကိုလစ်လူရှုပ်ထားခဲ့မှာကိုစိုးရိမ်နေကြပါတယ်။ BYD ဘက်ကိုပြန်လှည့်ကြည့်မယ်ဆိုရင်လည်းတရုတ်ပြည်တွင်းမှာပြိုင်ဆိုင်မှုတွေပြင်းထန်လွန်းတာကြောင့်ရောင်းအပ်တက်နှုန်းဟာအနည်းငယ်အေးသွားတာမျိုးလည်းရှိပါတယ်။ဒါပေမဲ့ဈေးနှုန်းသက်သာတာကသူတို့အတွက်အကောင်းဆုံးလက်နက်ဖြစ်နေပါတယ်။နိုင်ငံအချို့ကအခွန်တွေတိုးကောက်နေတဲ့ကြားကပဲလက်တင်အမေရိကအရှေ့တောင်အာရှနဲ့ဥရောပဘက်တွေကိုဈေးကွက်ချက်တင်နိုင်ပြီး UK နိုင်ငံဟာသူတို့ရဲ့အကြီးဆုံးပြည်ပဈေးကွက်တောင်ဖြစ်လာခဲ့ပြီလို့လည်းသိရပါတယ်ရှင်။